မင်္ဂလာပါအခုတော့စားရပါပြီဘာဖြစ်လို့စားနေရပြီလဲဆိုလို့ရှိရင်အခုဆိုလို့ရှိရင်လည်းညကို9နာရီကျော်ပြီပေါ့နော်အခုည9နာရီကျော်ကြီးလည်းနေစားနေရပြီဘာဖြစ်လို့စားနေရလဲဆိုတဲ့အကြောင်းလေးပြောပါမယ်အရာအသက်အရွယ်လေးတစ်ခုရလာတဲ့အတွက်ကိုရင်က fasting ဝင်ခြင်းတယ် fasting ဝင်နေဆိုတာကဒီရာသီဥတုနဲ့ကြတော့ဒီလေ့ကျင့်ခန်းမလုံးနိုင်ဘူးဘလို့မှလုံးနိုင်တဲ့အတွက်ကိုfasting ကိုဝင်ကြည့်လိုက်တယ်ဝင်ကြည့်လိုက်တော့အဆင်ပြေတယ်အဆင်ပြေရမနှက်ဆိုလို့ရှိရင်လည်းညဆိုလို့ရှိရင်6နာရီ9နာရီနောက်ပိုင်းဆိုရင်ဘာမှမစားတော့ဘူးပေါ့နော်ရေပဲတောက်တယ်မနှက်ဆိုလို့ရှိရင် breakfast ကိုနေရ10နာရီခွဲ17နာရီတခါလေးဆိုရင်17ခွဲလောက်ထိအဲ့လိုမျိုးအဲ့ကြမှာစားတယ်ပေါ့နော်မနှက်စားပေါ့နော်အရင်တော့ဆိုအမေအိမ်ကမိဘတွေကကြတော့အမေတို့ကကြတော့လုံးဝတော့မနှက်စားများများစားစေချင်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့မနှက်စားလေးကိုအဲ့လိုမျိုးနည်းနည်းထိန်းစားပြီးတော့ fasting လေးဝင်ပြပါလို့ဆိုအားကစားမလုပ်ဖြစ်တော့လေအဓိကအသက်အရွယ်တစ်ခုရလာတော့ဘိုက်ပူလာမှလေးဆိုရယ်ဘိုက်ပူရဲ့နောက်ွယ်မှာအလှကြောင့်မဟုတ်ပါဘူးကျန်းမာရေးပါနော်ကျန်းမာရေးလေးဖြစ်လာမှဆိုလို့ကိုနေထိုင်နေတဲ့ထိန်းတဲ့သဘောလေးပါပဲဒါပေမဲ့အခုနေပြောချင်တာလေးကအခုလိုမျိုး fasting ဝင်လိုက်တော့ဝင်လာတဲ့တောက်လျှောက်တော့အဆင်ပြေတယ်ပေါ့နော်ဒီ2လနွေရာသီ4လပိုင်းအစားပြီးဒီလေ့ကျင့်ခန်းမလုပ်တာပေါ့နော်4လပိုင်း5လပိုင်း4လပိုင်းမှာကအဆင်ပြေသေးတယ်ဒါပေမဲ့မိန်းကလေးတွေရဲ့ပေါ့ရာသီဆောင်ဝန်ကြီးပေါ့အဲ့ဒီအချိန်မှာကျတော့ဘာသွားညှိလဲဆိုတော့နည်းနည်းရေကနေဖြစ်တယ်ပြီးခဲ့တဲ့လတွေကဖြစ်တာကိုကအော်ဒါကတော့အဲ့လိုမျိုးပဲဖြစ်တတ်တယ်ဆိုပြီးတော့ကိုလည်းပေါ့နော်တတိမထားမိဘူးပေါ့အခုဒီလကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီလကလည်းအဲ့လိုမျိုးပဲရေခနေဖြစ်တယ်ဖြစ်တော့ဒါဟဲလို့ကိုလည်းအဲ့လိုမျိုးပေါ့အဲ့လိုချီတိုးတာတော့ဘာလို့ရှိရောလေဆိုပြီးတော့ကိုတော့တတိထားလိုက်တယ်ဒါပေမဲ့ချက်ချင်းဟိုလိုမျိုးကြီးအဲ့လိုမျိုးရှေ့တိုးလာတယ်ဆိုတော့ကိုကလည်းမစားဖြစ်ဘူးကွာမနက်စာဆိုလို့ရှိရင်17ခွဲလောက်မှနေစားဖြစ်တိုင်းများတော့ဘယ်လိုဖြစ်သွားလဲဆိုတော့လုံးဝထိုးကြသွားပါတယ်ထိုးကြပြီးတော့ကိုပြန်ပြီးတော့ဗောနော်အမြန်ဆုံးဖြစ်ဆွတ်စာအစားတွေစားတယ်ဗောနော်ဒါပေမဲ့မမိပါဘူးဘယ်လိုဖြစ်သွားလဲဆိုတော့ထိုးကြသွားတာဟိုမှာမူးတဲ့လူကကြည့်လို့လည်းမကောင်းကြည့်လို့မကောင်းဒီလည်းကြည့်လို့မကောင်းမလဲအောင်တမယ်ပဲကိုပြန်ပြီးတော့ရက်တည်ပြီးတော့တရက်လောက်ကိုပြည့်စွတ်စာရေးစားပြီးတော့စူးစမ်းလဲဘလို့မှမဖြစ်သွားပါဘူးဘလို့ဖြစ်သွားလဲဆိုတော့နောက်ဆုံးစေးကန်းရောက်သွားတယ်ပေါ့နော်စေးကန်းရောက်သွားပြီးတော့အခုလိုမျိုးစေးပေါင်းမြောက်များစွာပေါ့နော်စေးပေါင်းမြောက်များစွာဒီလိုအားစေးရေးပြီးတော့အဲ့လိုမျိုးတွေပါတောက်ပြီးတော့အခုလာနေချီအမြဲဆွဲတောက်ရတဲ့အနေထားတွေတခုတည်းရောရှိရပေါ့အဲ့တော့ပြောချင်တာလေးကတော့ fashion ဝင်လို့ရှိရင်မျိုးသမီးလေးတွေတတိထားပေးပါပေါ့နော်ဒီလိုမျိုးဒီဇဝန်းနဲ့နည်းနည်းဖြစ်တဲ့အချိန်ကြလို့ရှိရင်တတိထားပြီးတော့ဝင်စေချင်ပါတယ်လို့ဒီကိုတွေကို live sharing လုပ်ပေးခြင်းဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုကျန်းမာခြင်းနဲ့ပြည့်စုံပါစေ